မင်္ဂလာပါရှင်ဒါလေးကတော့ရေချိုမွေးပလဲအစ်စ်ကလေးပါเนาะရေချိုမွေးပလဲကိုမှသူကအရစ်ပါပလဲလေးပါဒီလိုလေးပါเนาะမနီကက်ပြပေးပါမယ်ဒီလိုအရစ်ပါပလဲလေးပါဇင်းုံလေးအရင်ပြောပြပေးမယ်เนาะဇင်းုံလေးကကြတော့ဆွဲကြိုးရဲ့လက်ပတ်ရဲ့ကိုမှသူကတသိန်းချက်ပါနက်ကက်ကလေးလည်းရပါတယ်ဒီလိုနက်ကက်ကလေးပါเนาะနက်ကက်ကကြတော့သူကနောက်က fancy frame နဲ့ပါ frame ပြောက်ပုံစံမျိုးပါဝတ်ထားမယ်ဆိုရင်နားမှာဒီလိုနက်ကက်ဟိုပလဲလေးပဲမြင်နေရမယ့်ပုံစံမျိုးပါเนาะဒီလိုမျိုးပလဲလေးပဲပေါ်တဲ့ပုံစံမျိုးလေးပါဒါလေးကနက်ကက်ကလေးကကြတော့နက်ကက်ကြည့်ပဲတည်တန်းယူမယ်ဆိုရင်တော့2000ခွဲချက်ပါဒီလိုဆွဲကြိုးရဲ့လက်ပတ်ရဲ့နဲ့တွဲပြီးယူမယ်ဆိုရင်တော့ဆွဲကြိုးရဲ့လက်ပတ်ရဲ့က3သိန်းချက်နက်ကက်က2000ခွဲကိုမှအမတို့က9000ရှော့ပေးမယ်3သိန်း2000ချက်နဲ့ပေးပါမယ်နော်ဒါလေးကတော့ရေချိုမွေးပလဲအစ်စ်ဖြစ်တဲ့အတွက်အရစ်ပါပါတယ်အရစ်ပါတယ်ဆိုတာအစ်စ်ဟိုဘယ်လိုပြောမလဲပို့ပြီးတော့အစ်စ်နဲ့လည်းပို့ပြီးတော့တူတဲ့အတွက်လူကြိုက်လည်းများတယ်ဈေးနှုန်းလည်းချိုတယ်ပလဲအစ်စ်တွေထဲမှာကမာကောင်ပိုက်ထဲကနေရတဲ့တကယ်ပလဲအစ်စ်တွေထဲမှာဈေးအချို့ဆုံးအမျိုးအစားဖြစ်ပါတယ်နော်ရေချိုမွေးပလဲဆိုတာကမဒီလိုမျိုးလေးအနိကက်တိချပြပေးမယ်เนาะဒီမှာကြည့်အရစ်ပါเนาะဒီပလဲလုံးလေးတွေကကြတော့သူက size ကကြတော့610 mm size ပါအဲ့ဒီအတွက်ကြောင့်အလုံးကြီးတယ်ဆိုတော့ဟိုဘယ်လိုပြောမလဲအန်တီတွေတို့အမျိုးသမီးဝဝကြီးတွေတို့အဲ့လိုမျိုးတွေကအစာဝတ်လို့ရတယ်ပြီးတော့ဒီရဲ့ size ကဆွဲကြိုးရဲ့ size ကကြတော့18လက်မရှိပါတယ်เนาะ18လက်မကိုဒီမှာနောက်ထပ် extension ဒါလေးတွေကငွေကြေးပါเนาะငွေကြေး extension 2လက်မထပ်တက်ပေးထားတယ်အဲ့ဒါကြောင့်နောက်ထပ်2လက်မထပ်ပြီးတော့ဆွဲချလို့ရမယ်အရှိထပ်ပြီးတော့2လက်မထပ်ဆွဲလို့ရမယ်เนาะဒါလေးကတော့အလူမင်္ဂလာဆောင်ပဲဝေးဘယ်မှာပဲဝေးဟိုအခုခေတ်ဆိုရင်လူငယ်တွေဆိုရင်လည်းအဲ့လိုမျိုး level မှာအကတ်ပေါ့เนาะအဲ့လိုပုံစံမျိုးလေးတွေဆွဲကြတယ်ဒီလိုလေးတွေဆွဲလို့ရပါတယ်ဒီလိုပလဲလေးတကုံရှိုံနဲ့ပွဲလဲအရန်တိုးပါတယ်ဘယ်ပလဲဆိုတာမျိုးကကြတော့လေဘယ်ပွဲတိုးအဆင်ပြေတယ် daily ဝတ်မလားဟိုပွဲသွားပွဲလာပေါ့เนาะပွဲသွားပွဲလာဆိုရင်လည်း तू ကတခြားရွှေငွေတွေထက်ကိုပို့ပြီးတော့ပေါ့ပါတယ်เนาะပလဲလေးတွေကကြတော့ပလဲအစ်စ်ဖြစ်တဲ့အတွက်အဆောင်နေနဲ့လည်းဆောင်လို့ရပါတယ်เนาะဒါလေးကတော့ဆွဲကြိုးရဲ့လက်ပတ်ရဲ့ကို3သိန်းချက်နက်ကက်က2000ခွဲချက်ပါတစ်စုံလုံးဆွဲကြိုးလက်ပတ်နက်ကက်ယူမယ်ဆိုရင်တော့3သိန်း2000ချက်ပါเนาะဒါလေးကိုမှာယူခြင်းနဲ့ဆိုရင်တော့ Viber နံပါတ်69523 0699ဆက်သွယ်မှာယူပေးပါရှင်